တောက်ကြသားနဲ့ကြာတာပရိသမီပေါင်းဆက်မှုအတွဲကိုဇာမဏီကိုအရန်သိကျင်နေကြလို့ဒီအတွဲလေးပြောပြပေးမယ်။ဒီပေါင်းဆက်မှုဟာအလွန်ကိုထူးခြားစံကျဲတဲ့အတွဲဖက်ဖြစ်ပါတယ်။အိမ်အောင်ရေးမှာတယောက်နဲ့တယောက်ပညာပြိုင်မဲ့အတွဲမျိုးဖြစ်ပါတယ်။ပြောရရင်ပညာရှိဇနီးမောင်နှံပေါ့နော်။ဆရာကြီးနှစ်ယောက်လုံးဆရာကြီးဖြစ်နေလို့တော့မရဘူးတယောက်ကတပည့်လို့တော့နေပေးလိုက်နော်။ကောင်းတဲ့အချက်တွေကတဦးကိုတဦးလမ်းညွှန်မှုပေးနိုင်တဲ့တွဲဖက်မှုဖြစ်ကြပါတယ်။နောက်တနည်းပြောရရင်ရေနဲ့မြေပေါင်းဆက်မှုမျိုးဖြစ်လို့တာယာမှုကိုရရှိမဲ့ဂိမ်းဖြစ်ပါတယ်။စီးပွားကံအတွက်ဆိုရင်တောက်ကြသားကလက်ရွှင်စေတယ်။ကြာတာပတိသမီးကညံထက်တယ်။ဒါကြောင့်တောက်ကြသားကြောင့်ဝင်လာတဲ့ငွေမှန်သမျှကိုကြာတာပတိသမီးကကောင်းစွာစီမံခန့်ခွဲတဲ့ရင်စီးပွားရေးအားအလွန်ကောင်းနိုင်ပါတယ်။အိမ်အောင်သက်ရင့်လေးကြွယ်ဝချမ်းသာလေးဖြစ်တတ်တဲ့စုံတွဲမျိုးဖြစ်ပါတယ်။တာသမီအကျိုးခံစားရနိုင်ပါတယ်။ပညာတတ်ပြီးတော့လိမ္မာရင်ကြီးတဲ့တာသမီရတနာလေးတွေထွန်းကားစေမဲ့ကံရှိပါတယ်။ဂရုပြုရမယ့်အချက်လေးတွေကကြာတာပတိသမီးကစီကံကြည့်ပြီးတော့ဆရာလှုပ်ချင်တယ်တောက်ကြသားကလည်းကိုယ့်အကြံနဲ့ကိုနေချင်တာလေးတွေရှိတယ်။အဲ့ဒီအခါမှာငါသိတယ်ငါတက်တယ်ဆိုတဲ့ပညာပြိုင်မှုလေးတွေကြောက်ကစားဖြစ်မှုလေးတွေဖြစ်တတ်တဲ့တောက်ကြသားကပျော်ပျော်နေခြင်းပြီးကြာတာပတိသမီးနဲ့စိတ်ချင်းမတိုက်ဆိုင်တာမျိုးတွေကြုံရတတ်ပါတယ်။တောက်ကြသားဟာအချော့ကြိုက်တတ်ပါတယ်။ကြာတာပတိသမီးကဆရာမလုပ်ပဲတငယ်ချင်းလို့ပေါင်းတင်ပေးမယ်ဆိုရင်ဒီအိမ်အောင်ကြီးဟာကြောက်ခဲချက်ပုံမိုးခိုင်မှာပါလိမ့်မယ်။နောက်ပြီးဒီအတွဲဟာဘာသာရေးလှုပ်လေကံပွင့်လေဖြစ်တဲ့အတွက်ဘာသာရေးကို2ယောက်လုံးလှုပ်တဲ့နဲ့ရှောင်ရမှာကစနေနေ့ဟာဒီအတွဲအတွက်ရန်နဲ့အညံ့များတတ်တဲ့နေ့ဖြစ်လို့အဲ့ဒီစနေနေ့မှာအရေးကြီးကိစ္စတွေလုပ်တာလင်မယားရန်ဖြစ်တာအထူးရှောင်ရှားပါစနေနံနဲ့စတဲ့ပစ္စည်းအသုံးအဆောင်အကျိုးပဲတွေမကောင်းတော့တာတွေရှိရင်လုံးဝမထားပါနဲ့စွန့်ပစ်ပါအကောင်းနေရာသုံးလို့ရတယ်နော်လူပုဂ္ဂိုလ်အနေနဲ့ဆိုရင်တနင်္လာသားသမီးတွေနဲ့ငွေကြေးအပေးယူလုပ်တဲ့အခါအထူးသတိထားရပါမယ်။ငွေအလွဲသုံးစားလုပ်ခံရတာဒါမှမဟုတ်အကျွေးတင်တာမျိုးတွေကြုံရတတ်ပါတယ်။ဂရုပြုရမယ့်အယောင်တွေအနေနဲ့ဆိုရင်အနက်ရောင်နဲ့အပြာရင်ရောင်ဒီအယောင်တွေအိမ်မှာလွှမ်းမိုးနေရင်စိတ်တူလွယ်တာငွေထွက်ခြင်းတွေဖြစ်တတ်ပါတယ်။စီးပွားချက်အိမ်အောင်မြဲရရအနေနဲ့အိမ်ကဖျားမှာလစဉ်သို့မဟုတ်အပတ်စဉ်မပြတ်လှုပ်ဆောင်ပေးရမယ့်ရရလေးတွေဖြစ်ပါတယ်။အိမ်အောင်ဦးစီးရဲ့မွေးရက်တွေမှာတပီညွန့်17ညွန့်ဖျားမှာကတ်လူပါအုံသီးနဲ့တကြားပေါင်းဆက်ထားတဲ့မုတ်တမျိုးမျိုးကိုလှူဒန်းမှာအများသူငါအားအလှူဒန်းလုပ်တဲ့အခါမှာဇုံတွဲအတူတကွလှုပ်ဆောင်နိုင်ရင်အရန်ကောင်းပါတယ်။